အလောက်ကပြန်လန်းမှာအယံမူပြီးဒုက္ခရောက်နေတဲ့မိန်းကလေးတယောက်ကိုအမျိုးသားတယောက်ကစေတနာနဲ့ကူညီကယ်တင်ပေးခဲ့တာပါဒါပေမဲ့အဲ့ဒီမိန်းကလေးကအမှုပြေသွားတဲ့အခါမှာတော့သူ့ကိုကယ်ခဲ့တဲ့လူကပဲသူ့ကိုလိမ်ပိုင်းဆိုင်ရာစော်ကားခဲ့ပါတယ်ဆိုပြီးတရားစွဲဆိုလိုက်ပါတော့တယ်တရားရုံးရောက်တဲ့အခါမှာလည်းအဲ့ဒီအမျိုးသားကများအပူတပြင်းရှင်းပြရှာပါတယ်ဒါပေမဲ့ခက်တာကအဖြစ်ပြက်ဖြစ်ခဲ့တဲ့နေရာမှာ CCTV မှတ်တမ်းလည်းမရှိဘူးသူ့မှာအပြစ်မရှိဘူးဆိုတာကိုသက်သေပြဖို့အထောက်အထားလည်းဘာမှမရှိခဲ့ဘူးလေဒီသတင်းကအွန်လိုင်းမှာပြန့်နှံ့သွားတော့အင်တာနက်အသုံးပြုသူတွေကလည်းအမှန်တရားကိုမသိဘဲသူ့ကိုအပြစ်ပေးခံထိုက်တဲ့လူယုံမာတယောက်အဖြစ်ဝိုင်းပြီးရှုတ်ချကြတော့တာပေါ့အဲ့ဒီလိုသူတယောက်တည်းစိတ်ပြက်အားငယ်နေရတဲ့အချိန်မှာပဲဥပဒေကြောင်းစင်အလုပ်တင်မျိုးသမီးရှိနေလေးတယောက်ကရုတ်တရက်ရောက်လာပြီးသူ့ဘက်ကနေလိုက်ပေးဖို့ကမ်းလှမ်းခဲ့တယ်သူမကပြောတယ်ဒီအလုပ်မှာကျမတို့မှာကိုကျင့်တရားရှိရမယ်တဲ့ဘေးကလူတွေကဒီလိုလူမျိုးကိုကာကွယ်ပေးရင်လက်ညစ်ပတ်ကုန်မှာမကြောက်ဘူးလားလို့မေးတော့သူမကနှလုံးသားညစ်ပတ်နေတဲ့လူတချို့ထက်တောင်ပိုကောင်းသေးတယ်လို့ရဲရဲဝံ့ဝံ့ပြန်ပြောခဲ့တာပရိသတ်တွေကတော့ကြံရပါရှက်စရာကြီးဆိုပြီးဝိုင်းအော်ဟစ်နေကြတာပေါ့ရှင်မျိုးသမီးရှိနေကအဲ့ဒီညကဖြစ်ပျက်ခဲ့တာတွေကိုအသေးစိတ်သိချင်ပေမဲ့အဲ့ဒီမျိုးသားကတော့ဘသူမှသူ့ကိုမယုံတော့ဘူးလို့ခံစားနေရရှာတဲ့လူတွေကတကယ်တရားခံကဘသူလဲဆိုတာထက်ရာဇဝတ်သားတယောက်ကိုအပြစ်ပေးလိုက်ရဖို့ကိုပဲပိုအာယုံစိုက်နေကြတာလေနှစ်ပတ်အတွင်းမှာနေသူဟာအစော်ကားခံရပေါင်းများလာပြီးလူတွေကသူ့လိပ်စာတွေကိုဖွင့်ချကြတယ်အိမ်ရှိမှာနာရေးပန်းခွေတွေလာချကြတယ်ဖုံးဆက်ပြီးဆဲကြဆိုကြနဲ့နောက်ဆုံးသူ့ဇနီးကတော့မခံနိုင်တော့လို့ကွာရှင်းသွားခဲ့ရတယ်ရှင်ဒါကိုမြင်လိုက်ရတဲ့အမျိုးသမီးရှိနေကတရားရုံးမှာပြင်းပြင်းထန်ထန်ပြန်လည်ခုခံခဲ့တယ်။ကျမရဲ့အမှုဒီကအပြစ်ရှိတယ်လို့တရားရုံးကမသက်မှတ်ရသေးခင်မှာနဲ့အမှန်တရားကိုမသိတဲ့လူတွေကသူ့ကိုအကြောင်းမဲ့စော်ကားနေကြတာဟာတရားမျှတပါသလားလို့မေးခွန်းထုတ်လိုက်တယ်။ဒါပေမဲ့တရားလိုရှိနေကတော့ဒါတွေကသူနဲ့ထိုက်တန်တာပဲစေးနဲ့ပတ်တာကဘာမှမဟုတ်သေးဘူး။မိမတင်ကြိုတာကပဲတက်ညာနေတာလို့ရရဆက်ဆက်ပြန်ပြောခဲ့တယ်။အဲဒီနောက်မှာအမျိုးသမီးရှိနေကအားလုံးကိုငြိမ်သက်သွားစေမဲ့စကားတခွန်းပြောလိုက်တယ်။တယောက်ယောက်ကမင်းကိုတခုခုလုပ်ပါတယ်လို့မဟုတ်မမှန်ဆွဆွဲလိုက်ပေမဲ့လူတိုင်းကမင်းမှာအပြစ်ရှိတယ်လို့ယုံကြည်ပြီးပြစ်ဒဏ်ချရင်မင်းလက်ခံမလားအိမ်ဖြက်စီးခံရမယ်ချစ်ရသူတွေအစော်ကားခံရမယ်ကိုကာကွယ်ခွင့်တောင်မရှိပဲလှောင်ပြောင်မှုအောက်မှာနေရမယ်ဆိုရင်မင်းလက်ခံနိုင်မလားတဲ့ဒီစကားကြောင့်တရားရုံးတစ်ခုလုံးတိတ်ဆိတ်သွားချိန်မှာတရားလိုရှိနေကမျက်မြင်သက်သေတယောက်ကိုခေါ်လိုက်ပြန်တယ်။အဲဒီသက်သေကဒီလူကမိန်းကလေးကိုထိကင်ခဲ့တာကျွန်တော်မြင်ပါတယ်လို့ထွက်ဆိုလိုက်တော့အခြေအနေကပြောင်းပြန်လှန်သွားပြီးအမျိုးသားမှာအပြစ်ရှိတယ်လို့ဖြစ်သွားတာပေါ့ဒါပေမဲ့ကံကောင်းတာကအမျိုးသမီးရှိနေကအဲ့ဒီတက်သေးဟာအဝေးမုံယောဂရှိနေတာကိုသတိထားမိသွားတာပဲချက်ချင်းပဲသူမကကန့်ကွက်ပြီးအမြင်အာရုံစစ်ဆေးခိုင်းလိုက်တယ်ဘာမြင်လဲလို့မေးတော့တက်သေးကအသားမင်းမင်းအမျိုးသမီးတယောက်ပါလို့ဖြေတယ်တကယ်ကရှေ့နေမလေးကအသားဖြူဖြူလေးလေးအဲ့ဒီမှာတင်သူမကမီတာ30လောက်အကွာညှစ်နှက်ပြီးအလင်းရောင်လည်းမရှိတဲ့နေရာမှာမျက်စိမှုန်နေတဲ့တက်သေးကရာဇဝတ်သားကိုဘလို့ရှင်းရှင်းလင်းလင်းမြင်နိုင်မှာလဲလို့တိုက်စစ်ဆင်လိုက်တော့တက်သေးကချက်ချင်းစကားတွေဖြစ်ကုန်တာပေါ့ကျွန်တော်ရှင်းရှင်းလင်းလင်းမမြင်လိုက်ပါဘူးလို့ဝန်ခံလိုက်ရတဲ့အတွက်အဲ့ဒီတက်သေးဟာအချီးနှီးဖြစ်သွားခဲ့တယ်ဒါပေမဲ့တရားလိုရှိနေကအရှုံးမပေးသေးပဲနောက်ထပ် DNA စီရင်ခံစာတစ်ခုတင်ပြလိုက်ပြန်တယ်အဲ့ဒီမှာတရားလိုရဲ့လက်သေးကနေထုတ်ယူထားတဲ့ DNA ဟာတရားခံရဲ့ DNA ဖြစ်နေတာကိုအမျိုးသားကတော့မိန်းကလေးကိုကူညီပေးတော့ကသူမကကုတ်လိုက်လို့ပါလာတာပါလို့ညင်းပေမဲ့တရားလိုရှိနေကခမားသာမစော်ကားရင်သူကဘာလို့ခမားကိုကုတ်ရမှာလဲလို့ပြန်မေးမှာတော့အမျိုးသားရောအမျိုးသမီးရှိနေပါခဏတာငြိမ်သက်သွားခဲ့ရတယ်မိန်းကလေးရဲ့ဖခင်ကလည်းစိတ်လှုပ်ရှားစွာနဲ့ထပြီးဒီလူရုံမာကိုအပြင်းထန်ဆုံးပြစ်ဒဏ်ချပေးပါလို့တောင်းဆိုပါတော့တယ်နောက်ဆုံးမှာတော့တရားသူကြီးကလိမ်ပိုင်းဆိုင်ရာစော်ကားမှု619အမှုမှာတရားလိုရဲ့တက်သေးကွင်းဆက်ကပြည်စုံပြီးတရားခံရဲ့ရာဇဝတ်မှုကလည်းတန်တရားဖြစ်เสียမရှိပါဘူးဒါကြောင့်ဒီတရားရုံးကဆိုပြီးစီရင်ချက်ချဖို့ကြေညာလိုက်ပါတော့တယ်ရှင်တကယ်ပဲလေမြတ်ထုတ်ခဲ့တာလားမတရားဆွဆွဲခံရတာလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းတော့မြန်မာစကားပြောဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ပါက Story Recap account ကို follow လုပ်ထားကြပါနော်